အားလုံးပဲမင်္ဂလာပါကျွန်တော် Smile Electronic မှာပြန်လဲကြိုဆိုလိုက်ပါခင်ဗျကျွန်တော်ဒီတစ်ခေါက်မိတ်ဆက်ပေးမှာတော့ Pico ကနေအသစ်ပြန်လဲရောက်ရှိလာတဲ့ Urium ပြည်တွင်းမှာရောင်းချနေတဲ့ Pico Microwave 20 liter manual solo လေးဖြစ်ပါတယ်ဒါကတော့သူ့ရဲ့အတွင်းကန်းလေးပါကျွန်တော် microwave ဒါလေးကတော့ဟင်းနွေးတဲ့နေရာမှာအဓိကအသုံးပြုပါမယ်เนาะကျွန်တော်ဟင်းအသားခဲနေတဲ့ရေခဲတွေပါဖြောချတဲ့နေရာမှာဒီ function လေးပါပါမယ်ပြီးတော့ရင်ကျွန်တော်တို့ကအပူချိန်ဝက်ကို350နဲ့လား460လား600လား900လားကျွန်တော်ချိန်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်အနည်းဆုံး120ကနေစပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ဒီအောက်ကတော့ဒါလေးကတိုင်မာလေးပါเนาะကျွန်တော်တို့ဒါလေးက manual သုံးတာဖြစ်တဲ့အတွက်ကြောင့်ရိုးရှင်းလွယ်ကူပြီးတော့အကြမ်းပဒန်းခံတဲ့ပစ္စည်းလေးဖြစ်ပါမယ်ကျွန်တော်ဒါကတော့ Pico အမှတ်30 Euro brand လေးပါเนาะဒါတော့ Urea ပြည်တွင်းသုံးနေတဲ့ model လေးပါဒါတော့သူ့ရဲ့ဘေးက specification ပါเนาะသူကတော့20 liter capacity နဲ့လာပါမယ်ကျွန်တော်အလွယ်တကူအသုံးပြုနိုင်တဲ့ manual ခလုတ်ကလေးနဲ့ဖြစ်မယ်เนาะသူကတော့ watt ကတော့အများဆုံး900အထိသွားပါမယ်ခင်ဗျအဓိကတော့ microwave အသုံးပြုမယ်ဆိုရင်တော့ကျွန်တော်တို့ဒီထဲမှာသူနဲ့သုံးလို့ရတဲ့microwave ခွက်တွေပဲထားပြီးတော့အသုံးပြုရပါမယ်အလင်းပြန်စေတဲ့အရာတွေထားပြီးတော့သုံးလို့မရပါဘူးเนาะကာလာလေးကတော့ဒီအမဲအောင်လေးကိုတော့ကျွန်တော်ကအခုဗီဒီယိုရိုက်ပြပေးတာပါကာလာအဖြူအောင်လေးလည်းရှိပါတယ်ခင်ဗျဒီကောင်ဖွင့်အဖြူအောင်ကတော့လက်ကင်ခိုင်းလေးနဲ့ဖြစ်မယ်เนาะဒါလေးကတော့ကျွန်တော်တို့ကတော့အမဲအောင်လေးကဒီလိုခလုံးနှိပ်ပြီးတော့တကားဖွင့်တဲ့ function လေးပါအရင်အဆင်ပြေတယ်ဈေးနှုန်းကလည်း3သိန်းကျော်ဝန်းကျင်လေးနဲ့ကျွန်တော်စပြီးတော့ရောင်းချပေးမှာဖြစ်ပါတယ်သူ့ရဲ့ model နံပါတ်ကလေးကိုကျွန်တော်တော့ပြပေးမယ်เนาะဒါကတော့ဝက်900သူ့ရဲ့ model ကဒီဘက်မှာပါမယ်เนาะ MOC 2010B နဲ့လာမှာဖြစ်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ